ဒီဘာဘာတို့မားတို့ဆိုလည်းကျွန်တော်ဝန်ထမ်းတွေမိသားစုဘယ်နှယောက်ရှိတယ်ရတဲ့လာတာနဲ့စင်ပြေလားဒီကဘာဖြစ်နေလဲမီယောနေကောင်းလားပေါ့နော်မစတဲ့အပြင်ပေါ့နော်ကျွန်တော်တို့ထုတ်လာတဲ့သမီးညာညာအင်းကတာဖွင့်ကြည့်ပြီးစင်ပြေလားအာဟာရမှာရှိရမင်္ဂလာပါရှင်တော့မင်္ဂလာပါအရန်ဝမ်းသာပါတယ်ကျွန်တော်တို့မမျော်လင့်တဲ့ပတ်ပါနော်ဟုတ်အရန်ဝမ်းသာအမျိုးတော်ကုမ္ပဏီမိသားစုနော်ဒီပပအနေစားပြီးတော့မမခိုင်ဝေးချန်တာပို့ပို့တာအဲ့ဒါပြင်အမျိုးတော်မိသားစုတစ်စုလုံးပါဝင်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ဟောအမတ်တရပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအမျိုးတော်ကုမ္ပဏီကကျွန်တော်တို့ဒီဝန်ထမ်းတွေဒီကျေးဇူးဆောင်ရှောက်တဲ့နေရာမှာဒီဝန်ထမ်းလုပ်ရှင်လုပ်သမားဆိုတာမိသားစုလိုမျိုးဒီကျွန်တော်တို့ဝန်ထမ်းတွေပေါ်မှာအရန်ကိုစောင့်ရှောက်ပါတယ်လူထုမှုလည်းပေးတယ်လို့ကျွန်တော်လည်းပေးတယ်ကျွန်တော်တို့လာသာတိုးရေးဆိုရင်လည်းကျွန်တော်တို့ဝန်ထမ်းတွေကလာသာတိုးပြီးပြောကြခင်တဲ့ညီလာသာကိုအချိန်နဲ့တပြေးညီတိုးပြီးတယ်နောက်ပြီးတော့တခြားစောင့်ရှောက်မှုတွေလည်းအများကြီးရှိတယ်ဒီလိုကျွန်တော်လည်းအလုပ်တွေအများကြီးလုပ်ခဲ့ပါဒီလိုအလုပ်ဒီလိုကောင်းတဲ့လုပ်ငန်းရှင်ရှားပါတယ်ဒါကကျွန်တော်စုတွေအများကြီးရလို့ပြောတဲ့စကားမဟုတ်ပါဘူးဒီစုမရခဲ့ရင်လည်းအမားတို့ဘာတို့ထားတဲ့စိတ်ထားပေါ်မှာအစိုးရကကျွန်တော်တို့ကဒီဟာမြင်နေပေါ့နော်ဒီဘာဘာတို့မားတို့ဆိုလည်းကျွန်တော်ဝန်ထမ်းတွေမိသားစုဘယ်နှယောက်ရှိတယ်ရတဲ့လာတာနဲ့စင်ပြေလားဒီကဘာဖြစ်နေလဲမီယောနေကောင်းလားပေါ့နော်မစတဲ့အပြင်ပေါ့နော်ကျွန်တော်တို့ထုတ်လာတဲ့သမီးညာညာအင်းကတာဖွင့်ကြည့်ပြီးစင်ပြေလားအာဟာရမှာရှိရဒါမျိုးတွေနဲ့တပတ်တစ်ခါရှိတယ်ဆိုတော့အကြောင်းမဲ့ကြည့်ရပေါ့ဒီလိုကြည့်ရကျွန်တော်ထုတ်လာတဲ့သမီးနေအင်းတွေမှာပါတော့ပါတယ်ဒါပေမဲ့အာဟာရဖြစ်တာတွေနေနေတယ်အဲ့လိုမြင်မားကချက်ပြီးတပတ်တစ်ခါအဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်တို့ကကြိုက်စားမုံဆွဲအဲ့လိုမျိုးအဲ့လိုလုပ်ငန်းရှင်ချားပါနှလုံးသားနဲ့ကျွန်တော်တို့စောင့်ရှောက်မိသားစုလိုစောင့်ရှောက်တကယ်ပါကျွန်တော်တို့ဒါတိုက်လိုက်လေကျေးဇူးတင်ပါ